ချစ်တော်ရဲ့ထမင်းစားရအောင်ဒီမှာဝတ်သားလေးကိုတက်တောက်ဆင်းပြီးတော့ကြက်ဥလေးနဲ့လိုမျိုးလေးကြော်ထားတယ်ဒါကကြတော့ကညွတ်နဲ့ဝက်အသေးလေးနဲ့ကိုကြော်ထားတာပါဝမ်းစားခြင်းလို့ပေါ့နော်ကဲဒီမှာဒါငါးကြော်ထောင်းငါးလေးကိုကြော်ပြီးတော့ကြာတော့ငရုတ်သီးလေးနဲ့ထောင်းထားတယ်စီလေးနဲ့စမ်းပြီးတော့စားမလားတညာလေးညှစ်စားမလားဒါကတော့မပါမဖြစ်ကလေးပါစားရအောင်နော်ဝမ်းနဲ့တူတူကဲအရင်ဦးဆုံးတော့အထောင်းလေးနိုင်မယ်ကွယ်ငါးကြော်လေးကိုလေဒီလိုမျိုးလေးထောင်းပြီးတော့တညာသီးလေးညှစ်ပြီးတော့ဆိုအရန်စားကောင်းတယ်နော်ကဲအရင်ခွန်းလိုက်မယ်နော်ကောင်းတာเป็นยุกงมาอายุไรกันเลยมาทู่รองอายุไรกันเลยแทบอยู่จอเรียนก็ไม่จ้ะสัตว์บางเช่นတမန်တီးလေးမြင့်တော့အထောင်းလေးနဲ့တမန်တီးလေးကိုတိုင်းတိုက်စားမှာချင်းချင်းလေးနဲ့ကောင်းလိုက်တာပြီးတော့ချက်နည်းလေးတွေတင်ပေးမယ်နော်ဟုတ်လားဘိုက်တာလို့စားပြီ